ဒီအကြောင်းပိုင်ရှင်ကတော့သူ့ရဲ့ဝက်ဦးချောင်းတွေကိုချောင်းမခိုးစားနိုင်ဘူးလို့ထင်နေတာဗျဒါပေမဲ့ဒီအကြောင်းကတော့တာမန်ကြောင်မဟုတ်ပဲ Mission Impossible ရိုက်နေတဲ့မင်းသားကြီးပါပိုင်ရှင်လုတ်တဲ့သူကဝက်ဦးချောင်းတွေကိုကြိုးတန်းအမြင့်ကြီးမှာလှမ်းထားပြီးစိတ်ချလက်ချနေနေတာပေါ့ကြောင်လေးကတော့အောက်ကနေမော့ချီပြီးဒီစိန်ခေါ်မှုကိုလက်ခံဖို့ဆုံးဖြတ်လိုက်ပြီဗျပထမဆုံးတစ်တိုင်လေးကိုအရင်တက်လိုက်တယ်ပြီးတော့ကြိုးတန်းကိုခြေထောက်နဲ့ဆန်းသက်ကြည့်နေတာတွေ့လား ကျိုးကတတော်လေးတီးတော့ဟိုဘက်ဒီဘက်ရင်းထိုးနေတာတောင်သူကနောက်မဆုတ်ဘူးဗျာဝက်ဦးချောင်းရဲ့မွေးပြက်နေတဲ့အနံ့ကသူ့ကိုဆွဲဆောင်နေတော့အသက်ဆွန့်ဒီတွားဟုပြင်းနေတာပါကြည့်ပါဦးခြေလန်းတလန်းချင်းစီကိုဘလောက်တောင်တတိထားပြီးလှမ်းနေရလဲဆိုတာကျိုးတန်းလန်းလျှောက်တဲ့စက်ကက်စရာတွေတောင်ဒီကြံလောက်ဟန်ချက်ထိမ့်နိုင်မှမလားမသိဘူးနော်တစ်ချက်လေးအမာယွင်ရှိတာနဲ့အောက်ကိုပြုတ်ချသွားနိုင်တဲ့အခြေအနေမျိုးဗျာ ပိုင်ရှင်ကတော့ဘေးကနေရက်ကြည့်နေပြီးဒီကြောင်ဘလို့လို့မလဲဆိုတာစိတ်ဝင်တစားစောင့်ကြည့်နေတာပါကြောင်လေးခမရမှာတော့ကြောက်စိတ်နဲ့စာလုံးစိတ်နှစ်ခုကြားမှာဗျားများနေရှာပြီလေဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်ဟန်ချက်ထိန်းဆွမ်းကတော့တကယ့်ကိုအံ့ဩဖွယ်ရပါဒီကြောင်လေးရဲ့မလျော့သောဇွဲလုံးလောက်ကိုသဘောကျရေးအခုပဲလိုက်တစ်ချက်လောက်နှိပ်ပေးခဲ့ကြပါအောင်ဟာတွားပြီချီချော်ပြီးပြုတ်ကြောက်တော့မယ်ဗျာအားလုံးပဲအသက်တောင်ထားကြနော် ဒါပေမဲ့ကြည်စံပြုတ်ကြွသွားတာတောင်လက်နှစ်ဖက်နဲ့ကြိုးကိုဖက်တွယ်ထားလိုက်သေးတယ်တကယ်ကိုကြွက်သားအကောင်းလို့နဲ့ကြောင်ပါပဲပြုတ်ကြွသွားတာတောင်လုံးဝလက်မလျှော့ဘူးဗျာအပေါ်ကနေရှောင်လို့မရတော့ဘူးဆိုတာတိသွားတော့သူ့နီးလန်းအစ်စ်ကိုပြောင်းသုံးလိုက်ပြီစက်ကတ်သမားတွေလိုပဲကျူးအောက်ကနေတွဲလောင်းခိုးပြီးတွားဖို့ကြိုးစားနေတာတွေ့လားဒီကြောင်ကလူနေထက်တောင်ညံကောင်းနေသလားပဲ physics သဘောတရားတွေကိုနားလည်နေပုံရတယ် ဟန်ချက်ပြတ်သွားမှဆိုလို့အောက်ကနေတွဲလောင်းခိုသွားလာကပိုပြီးစိတ်ချရတယ်လေတဖြည်းဖြည်းနဲ့ဝက်ဦးကျောင်းသားကရောက်လာပါပြီသူ့ရဲ့စူးစမ်းမှုကတော့အရာထင်တော့မှာဗျာဒီလောက်ခက်ခက်ခဲခဲသွားနေရတော့မျက်လုံးထဲမှာဝက်ဦးကျောင်းကိုလွှဲပြီးဘာမှမမြင်တော့ဘူးကဲနောက်ဆုံးတော့သူ့ရဲ့ဘန်းနိုင်ကိုရောက်သွားပါပြီဝက်ဦးကျောင်းကိုအားရပါရကိုက်စားလိုက်ပြီဗျာပိုင်စင်လေဒီလောက်တော်တဲ့အကြောင်းကိုဘာမှမပြောတာတော့ပဲဒီတိုင်းပဲကြည်နေလိုက်ရတော့တာဗော ခမရတို့ရင်ကကြောင်ရီရောအစားတလုံးတာဒီလောက်ထိစွန်စားရဲကြတယ်လားဗျာ